မက်ဆီရဲ့အနိုင်မဲ့ဖခင်ဂုတ်တဘာကိုဖန်ဆင်းခဲ့သူရဲ့နောက်ဆုံးအချိန်ဂျော်မက်ဆီဟာသားဖြစ်သူမက်ဆီရဲ့ဘေးနားကနေဘယ်တော့မှခွဲခွာမသွားခဲ့ပါဘူး။သူကမက်ဆီကိုအမြဲတမ်းစောင့်ရှောက်ခဲ့ပါတယ်။ကိုရန်တော်တဦးလိုတငယ်ချင်းတဦးလိုဥပဒေပညာရှင်တဦးလိုအတိုင်ပင်ခံတဦးလိုစောင့်ရှောက်ခဲ့ပါတယ်။ဂျော်မက်ဆီကမက်ဆီရဲ့တီးတိုးရင်ဖွင့်ပေါ်ဖြစ်ခဲ့ပါတယ်။အသက်73နှစ်အရွယ်မှာမက်ဆီကသူ့ရဲ့ဘဝအတွက်အကြီးမားဆုံးဆုံးဖြတ်ချက်ကိုရင်ဆိုင်ခဲ့ရပါတယ်။ဘာစရာကယ်မီလာမာစီယာမှာရွေးချယ်ခံပြီးမိသားစုနဲ့ခွဲဖို့ဖြစ်လာတာပါ။သူ့ဖေကမိသားစုနဲ့အတူရိုဆာရီယိုဝဲပြန်မလားဒါမှမဟုတ်ဘာစရာမှာပဲနေခဲ့မလားလို့မေးခဲ့ချိန်မှာမက်ဆီကဘာစီလိုနာကိုရွေးချယ်ခဲ့ပါတယ်။မက်ဆီရဲ့အမေစီလီယာကတော့အာဂျင်တီးနားကိုပြန်သွားခဲ့ရပြီးသူ့ဖေကတော့ကြံနေခဲ့ပေးပါတယ်။ဂျော်မက်ဆီကဘောလုံးကဘာကိုထာဝရပြောင်းလဲပြစ်မဲ့ခြာတိတ်လေးကိုအနီးကပ်ပြုစုစောင့်ရှောက်ရင်းပေါ့။ဂုတ်တယောက်ရဲ့ဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့ဖခင်ဖြစ်သူဂျော်မက်ဆီပါပဲ။မက်ဆီရဲ့ဘောလုံးခရီးမှာရိုဆာရီယိုဟာအစပြုရာမြို့တစ်မြို့ဖြစ်ပါတယ်။မျော်လင့်အိမ်မက်တွေစတင်ခဲ့တဲ့နေရာကမ္ဘာအကောင်းဆုံးကစားမတယောက်ရဲ့မွေးရမြေမော်ဝင်ခရီးလန်းတစ်ခုစတင်ခဲ့တဲ့နေရာပဲဖြစ်ပါတယ်။အခုတော့မက်ဆီယာအမှတ်တရများစွာနဲ့ရိုဆာရီယိုမြို့ကိုပြန်ရောက်လာခဲ့ပါတယ်။ဒီချိန်အိမ်ပြန်ခီးဟာအပျော်ခီးမဟုတ်ပါဘူး။အောင်ပွဲတွေရင်ဝင်ပိုက်ပြီးပြန်ခဲ့ရတာလည်းမဟုတ်ပါဘူး။မျက်ရည်တွေခံစားချက်တွေနဲ့အိမ်ပြန်လန်းဖြစ်ပါတယ်။သူ့ဖေဂျော်မက်ဆီရဲ့နောက်ဆုံးခီးအတွက်ပြန်လာချိန်မှာမက်ဆီရဲ့နှလုံးသားထဲအလွမ်းမိုးတွေတဲနေခဲ့။တစ်ချိန်လုံးကသူ့ကိုရင်ဝင်နဲ့ပွေးပိုက်ထားသူတဦးရဲ့နောက်ဆုံးခီးမှာမက်ဆီတယောက်ရင်းနဲ့အမျှခံစားနေရပါလိမ့်မယ်။ဖခင်ကိုနောက်ဆုံးနှုတ်ဆက်ဖို့အမှတ်တရတွေကိုနောက်ဆုံးတစ်ကြိမ်ပွေးဖက်ဖို့ပြီးတော့မိသားစုနဲ့အတူဒီနာကျင်မှုကိုရင်ဆိုင်ဖို့ပြန်လာခဲ့တာပါ။ဒီချိန်လဲမက်ဆီရဲ့နောက်မှာအားပေးသူပရိသတ်တန်ပေါင်းများစွာရှိနေပေမဲ့မက်ဆီမဖြေနိုင်ပါဘူး။မက်ဆီတို့တကမ္ဘာလုံးကဝမ်းနေနေကြတယ်။အခုလိုနာကျင်ဝမ်းနေစရာကာလတစ်ခုကိုဖျက်ဆီးနေရချိန်မှာမက်ဆီရဲ့အရင်ဆုံးမိတ်ဆွေရဲဘော်ရဲဘက်ဒီဘောကဂိုးသွင်းပြီးတဲ့နောက်မက်ဆီအမှတ်တရပြုလုပ်အောင်ပွဲခံသွားခဲ့ပါတယ်။ဒီဘောကမက်ဆီနာမည်ပါတဲ့အင်နာမီအသင်းဂျာစီကိုဝစ်ဆင်ပြပြီးတော့နှစ်သိမ့်ပေးခဲ့တာပါ။မက်ဆီရဲ့နာကျင်မှုကိုကိုယ်တိုင်ခံစားပေးပြီးမက်ဆီတယောက်တည်းမဟုတ်ဘူးမက်ဆီနဲ့အတူရှိနေတယ်ဆိုတဲ့စကားကိုလောက်ရက်နဲ့ပြသပေးခဲ့တာဖြစ်ပါတယ်။တချိန်ကဒီဘောဟာအာဂျီနာလက်ဝေးစင်အသင်းနဲ့အတူမက်ဆီအချိန်ချင်းရှုံးနေပြီးနာကျင်ခံစားရတာတွေကိုအဝေးကနေမြင်တွေ့ခဲ့တဲ့မက်ဆီရဲ့ပရိသတ်တအူးသာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အချိန်တွေကြာလာပြီးနောက်ဆုံးမှာတော့ဒီဘောကမက်ဆီနဲ့တူသင်းထဲမှာကစားခွင့်ရလာခဲ့ပါတယ်။ပရိသတ်တယောက်ဘွားကနေအသင်းပေါ်ဖြစ်လာခဲ့ပါတယ်။အသင်းပေါ်ကနေအရင်ကြီးဆုံးတန်ငယ်ချင်းတွေဖြစ်လာခဲ့ပြီးတော့ကွင်းထဲမှာသာမကကွင်းပြင်ပါဘဝမှာပါတယောက်ကိုတယောက်ရက်တီပေးတဲ့အထူးတန်ရောစဉ်တစ်ခုလိုမျိုးဖြစ်တည်လာခဲ့ပါတော့တယ်။ဒါကြောင့်ဒီဘောကအခုလိုမက်ဆီရဲ့အခက်ခဲဆုံးအချိန်မှာဂိုးသွင်းပြီးသူ့အတွက်ရည်စူးဂုဏ်ပြုခဲ့တာဟာဘောလုံးထက်ပိုတဲ့ခင်မင်မှုချစ်ချင်းမြတ်တာအောင်မြင်မှုထက်ပိုတဲ့တန်ရောစဉ်ကိုပြသလိုက်တာပါပဲ။တချိန်ကမက်ဆီရဲ့နာကျင်မှုတွေကိုအဝေးကနေကြည့်နေခဲ့တဲ့ပရိသတ်တယောက်ဒီနေ့မှာတော့မက်ဆီရဲ့နာကျင်မှုအချိန်မှာသူ့ဘေးကနေရက်တီပေးနေတဲ့အကောင်းဆုံးတငယ်ချင်းတယောက်ဖြစ်ရှိလာခဲ့ပါပြီ။မက်ဆီတို့သူ့ဖေရဲ့ပေးဆက်မှုကကြီးမားပြီးယုံကြည်နိုင်စရာမရှိပါဘူး။မနက်4 နာရီကနေညနေ9 နာရီအထိတမ်မနီစက်ရုံမှာလောက်ကင်ပြီးတော့သားသမီး4 ယောက်ရှိတဲ့မိသားစုတစ်ခုကိုဂျော်မက်ဆီရှာဖွေကျွေးမွေးခဲ့ပါတယ်။မက်ဆီကိုဘယ်သူမှမယုံကြည်သေးချိန် professional ကစားမတယောက်ဖြစ်လာမလားမဖြစ်လာဘူးလားမသေးကြသေးချိန်မှာမက်ဆီကိုပထမဆုံးယုံကြည်ပေးခဲ့တဲ့သူပါပဲ။မိသားစုနဲ့တူပိုင်ဆိုင်ထားသမျှအရာအားလုံးကိုချမ်းရစ်ထားပြီးတော့ဘာစီလိုနာမှာမက်ဆီတကူတဲ့အထီးမကြံရအောင်အိမ်မက်ဆိုးတွေမမတ်အောင်စောင့်ရှောက်ပေးခဲ့သူပါ။မက်ဆီရဲ့ကစားမဘဝအတွက်အရာအားလုံးနဲ့လဲပြီးယုံကြည်ပေးခဲ့သူပါပဲ။တာမန်စိတ်ယုံဝင်နှန်းတယောက်ကဂုတ်တယောက်ကိုဖန်ဆင်းပေးခဲ့တာဟာဒန်နာကြီးစံလုံးနဲ့ဆိုတာထက်ကိုပိုခဲ့ပါပြီ။